တရဏဂုံသုံးပါးပရိစိတ်နီဤတရဏဂုံပရိစိတ်နီသည်တမာတိရလွယ်ပြီးကာယစိတ်ဓာတ်ဒုက္ခနှစ်ဖြာပွားစေသည်သူတစ်ပါးတို့မနှိမ့်ဆက်နိုင်မငြင်းစေနိုင်ဂါထာမန္တန်တို့ထက်ထက်မြက်ခြင်းဩဇာအာဏာကြီးခြင်းနတ်အများတို့ချစ်ခင်လေးစားကြခြင်းတမာတိဝနှက်ကောင်းနှမျက်တို့၏အစောင့်အရှောက်တို့ကိုရရှိခြင်းကြံသမျှပြောသမျှပြုသမျှကိစ္စအဝဝတို့အောင်မြင်ပြီးစီးနိုင်ပါ रे မျက်နှာတိကြည်ရပြီးမတွေ့မဝေသိရခြင်းနိဗ္ဗာန်၏အထောက်ပံ့ဖြစ်စေနိုင်ခြင်းစသောအကျိုးကျေးဇူးများရှိပါသည်နံပါတ်1ဩဃာတကြော့ခြင်းဩဃာတဩဃာတဩဃာတကာယကံဝစီကံမနောကံတပ္ပဒေါသခတ်သိမ်းသောအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဖျားယရနာတရားယရနာတန်ခါယရနာယရနာမြတ်သုံးပါးတို့ကိုအယုအသေးအလေးအမြတ်လက်အုပ်မိုး၍ရှ िख ိုးပူဇော်ဖူးမြော်မတ်လျှော့ကြော့ပါ၏အရှင်ဖျားကြော့ရသောအကျိုးအားကြောင့်အပယ်လေးပါးကက်သုံးပါးရက်ပြည့်၈ပါးရန်သူမျိုး၅ပါးဝိပတ္တိတရား၄ပါးယတနာတရား၅ပါးတို့မှအခါခတ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍အဆုံးစွန်သောဘဝ၌မတရားဖို့တရားနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုရပါလို၏အရှင်ဖျားနံပါတ်2၅ပါးသီလစောင့်တည်ခြင်းအဟံပန္တိတိတရဏီနသဟပြင်စသီလံဓမ္မယာစာမိအနုဂဟံကတ္တဝါသီလံဒေထမေပန္တိဒုတိယံပိအဟံပန္တိတိတရဏီနသဟပြင်စသီလံဓမ္မယာစာမိအနုဂဟံကတ္တဝါသီလံဒေထမေပန္တိတတယံပိအဟံပန္တိတိတရဏီနသဟပြင်စသီလံဓမ္မယာစာမိအနုဂဟံကတ္တဝါသီလံဒေထမေပန္တိအာမပန္တိပါအရှင်ဘုရားနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယံပိဓမ္မံတရဏံကိစ္ဆာမိဒုတိယံပိသံဃံတရဏံကိစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယံပိဓမ္မံတရဏံကိစ္ဆာမိတတိယံပိသံဃံတရဏံကိစ္ဆာမိပါဏာတိပါဒာဝေရမဏိသိက္ခာပဒံသမာတိယာမိအရိဏဒါနာဝေရမဏိသိက္ခာပဒံသမာတိယာမိကာမေတုမစ္ဆာစရာဝေရမဏိသိက္ခာပဒံသမာတိယာမိမုတာဝါဒဝေရမဏိသိက္ခာပဒံသမာတိယာမိသူရာမေရယမစ္ဆပမာဒဋ္ဌာနာဝေရမဏိသိက္ခာပဒံသမာတိယာမိအာမဘန္တိပါအရှင်ဘုရားနံပါတ်3တရဏဂုံ3ပါးပရိစိတ်ခြင်းနိဗ္ဗာန်ကာလံဗုဒ္ဓံတရဏံကိစ္ဆာမိနိဗ္ဗာန်ရသည့်တိုင်အောင်မြတ်စွာဘုရားကိုစင်းရဲကင်းပြောက်ချမ်းသာရောက်အောင်အားကိုးရာဟု၍မိဝဲစည်းကပ်တိမှတ်ပါ၏ပရိတပတ်စိတ်ပါနိဗ္ဗာန်ကာလံဓမ္မံတရဏံကိစ္ဆာမိနိဗ္ဗာန်ရသည့်တိုင်အောင်တရားတော်မြတ်ကိုစင်းရဲကင်းပြောက်ချမ်းသာရောက်အောင်အားကိုးရာဟု၍မိဝဲစည်းကပ်တိမှတ်ပါ၏ပရိတပတ်စိတ်ပါနိဗ္ဗာန်ကာလံသံဃံတရဏံကိစ္ဆာမိနိဗ္ဗာန်ရသည့်တရားသံဃာတော်မြတ်ပေါင်းကိုစင်းရဲကင်းပြောက်ချမ်းသာရောက်အောင်ကိုးကွယ်ရဟု၍မိဝဲစည်းကပ်တိမှတ်ပါ၏ပရိတပတ်စိတ်ပါမှတ်ချက်ပါဠိနှင့်အနက်အဓိပ္ပာယ်ကိုအရကျက်ပြီး108လုံးရှိသောပရိနှင့်တပတ်စိတ်ပါသက်စိတ်ပူဇော်လိုပါကပူဇော်လို့ရပါတယ်အဋိဋ္ဌံဝင်၍ပူဇော်လိုပါကတပတ်အဋိဋ္ဌံဝင်မှာအောင်မြင်မှာကတလအဋိဋ္ဌံဝင်၍ပူဇော်ပါအောင်မြင်မှာက2လ3လ1နှစ်စသဖြင့်လိုအပ်သလိုအဋိဋ္ဌံဝင်၍လေပူဇော်လို့ရပါတယ်နံပါတ်4သစ္စာပြုခြင်းဘုန်းတော်ကြီးမြတ်တော်မူသောမြတ်စွာဘုရားတပည့်တော်မသည်တရဏဂုံ3ပါးကို108လုံးပရိဖြင့်
သက်စိတ်စိတ်၍မြတ်စွာဘုရားအားပူဇော်ခဲ့ပါ၏ဤမှန်သောသစ္စာစကားကြောင့်၎င်းဤတရဏဂုံသုံးပါး၏တကုတေသောအာနုဘော်ကြောင့်၎င်းတပည့်တော်မှသည်သစ္စာလေးပါးမြတ်တရားကိုဝိဘဝတူတူဖြင့်လျင်မြန်စွာသိမြင်ရပါလို၏ဖျားမိမိလိုသောစုတစ်ခုကိုသာမပြောင်းမလွဲဆုတောင်းမှာပြည့်စုံပါလေဆုတောင်းတွေအများကြီးမတောင်းပါနဲ့နံပါတ်5အမျှဝေခြင်းဤသို့ပြုရမျက်ပုံညာကိုကြီးထမြင့်ကောင်မြင့်မှုတောင်ဦးမကကျူသာကျေးဇူးအရှင်မွေးမိခင်နှင့်ဖခင်တို့အားရညာပါစေအမျှဝေ၏မသွေနိစ္စဤကာယကိုစောင့်ထပေတတ်ကိုစောင့်နဲ့လေမလက်စီရပေးဝေငှာ၏မိတ္တဆွေညာဆရာသမားဘူဘွားကစယမယာစာဒေဝယက္ခအိန္ဒဘုံမှာအာကာသနတ်အထူးမှတ်၍မပြည့်ပုံညကုသလကိုရကြပါစေအမျှဝေ၏တပိတတ္တာတတ္တဝါဟုနာနာလောကအနန္တတွင်မပြည့်စင်ကတတ္တဝါသဘုံကိုဝါနှင့်ဝိညာဏထိတိတိရှိ9ပါးများစွာလုံးစုံဘုံ31ဖြစ်ဖြစ်သမျှဝေနေရအားအမျှကုသိုလ်ပေးဝေလို၏ထိုကုသလဤပုံညကိုအမျှရကြသည်ဖြစ်စေသောဝတုံတရီဤမြေပန်သူတိလာထုလေတက်တည်အမှုတည်စေသောကုသိုလ်အမျှယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု